ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ဆိုရင်ကျွန်တော်ပြောပြမယ့်အကြောင်းရင်းကတော့လူများနိုင်ငံရောက်ပြီးတော့လမ်းလူများပါဇက်ဖျားတဲ့လမ်းဆုံးနဲ့ညီကိုတွေတွေ့ပါတော့လူများနိုင်ငံလာတာအလောက်လေးစူးစားပေါ့နော်အလောက်လေးစူးစားပမာပြေးမြဲပြန်လာရအောင်ပေါ့နော်ဒါလူများနိုင်ငံရောက်မှပြောဆိုပါဇက်ဖျားတဲ့လမ်းဆုံးရတဲ့အတွက်ပါဇက်ဖျားနဲ့ရောလမ်းဆုံးနဲ့နောက်ပြီးတော့ပြောဆိုမူကြီးစေဝါတောင်းတဲ့ညီကိုတွေရောရွက်ပြောက်တောင်းတဲ့ညီကိုတွေရောဘီယာတောင်းတဲ့ညီကိုတွေရောဖေးရတဲ့ညီကိုတွေရောပေါ့နော်လူများနိုင်ငံရောက်ပြီးတော့ဝိုင်းကြီးပဲတိုက်မလိုက်နေကြနဲ့ပေါ့နော်ပြောတဲ့အကြောင်းရင်းကတော့လဘာချစ်တဲ့ညီကိုတွေပေါ့နော်လူများနိုင်ငံရောက်နေပြီးတော့ပြောဆိုဖြစ်ရှင်တိုင်းတွေဖြစ်လို့ဒါပေမဲ့ကျွန်တော်တို့ကတော့ဘာမှတော့မဆိုင်ဘူးပေါ့နော်ဒါပေမဲ့ပြောဆိုရင်နိုင်ငံရေးတွေကောင်းလို့ရှိရင်ရွာတွေဘာတွေပြန်နိုင်ကြရအောင်ပေါ့နော်ပြောဆိုရင်ဒါဖြစ်ရှင်တိုင်းဖြစ်လို့ပြောဆိုရင်လူများနိုင်ငံလာတဲ့ဖေးသမားဥယျာဉ်တွေပဲတိုးတက်လာတယ်ပေါ့နော်မြင်းရှူတဲ့လူတွေအရွက်ပြောက်တောက်တဲ့လူတွေဘီယာသမားတော့နဲသွားပြီပေါ့နော်အရင်တော့လို့တော့မဟုတ်တော့ဒီနေ့ကတော့ပါဇက်ဖျားနဲ့လမ်းဆုံးနေတဲ့ညီကိုတွေအတွက်ပေါ့နော်အချိန်ကုန်တဲ့ညီကိုတွေကျောင်းဆိုမြင်ပြန်လာရအောင်ပေါ့နော်တိုက်တွန်းလိုက်ခြင်းလည်းမပျက်စီးကြပါနဲ့လို့လူများနိုင်ငံကိုယ်နိုင်ငံအခြေအနေကောင်းပြန်လာရအောင်โอเคပါကျေးဇူးတင်ပါတယ်လို့ဒီနေ့ကတော့ပြောဆိုရင်ဒီလောက်ပါပဲ